Nova ကကားတစ်စီးကိုစေးကြောနေချိန်မှာNick လာပြီးအနားမှာစီးကရက်တောက်နေတဲ့ Nova ကသူ့ကိုပြောပြန်တယ်။အဲ့ဒီစီးကရက်နဲ့မင်းမာကျန်တဲ့အုံနောက်နည်းနည်းကိုပါမိရှို့ပစ်လိုက်တော့လို့အပြစ်ပြောသလိုလေးပြောတယ်Nick ကလေးလေးနက်နက်မပြောဘဲပြုံးပြီး Nova အနားကိုနည်းနည်းနီးလာတယ်Nick နီးလာတာကိုမကြိုက်တဲ့ Nova ကရေကိုသူ့အပေါ်ပတ်လိုက်တယ်Nova ကမင်းကိုနီးမလာစေဖို့ငါကိုယ်တိုင်ပဲပြောထားတာမဟုတ်ဘူးလားလို့ပြောပြီးသူ့ကိုစိတ်လှုပ်ရှားအောင်လှုံ့ဆော်တယ်ပြီးတော့ Nova ကရေကိုကိုယ်ခန္ဓာကိုယ်ပေါ်တဖြည်းဖြည်းလောင်းပြီး Nick ကိုအစင်လာမဟုတ်တဲ့အပြုံးနဲ့ဆဆွဲဆောင်တဲ့ထိကလတစ်ခွက်တောက်မလားလို့လဲမေးလိုက်တဲ့ Nick ကသူမကိုတိတ်တိတ်လေးကြည့်နေတဲ့အဲ့ဒီအချိန်မှာကားတစ်စီးရောက်လာတဲ့ကားထဲမှာ Nova ရဲ့မိခင်နဲ့အတူသူမအရန်သိတဲ့လူတစ်ယောက်ရှိတယ်သူက Nova ရဲ့အရင်ချစ်သူဖြစ်တဲ့ Nick ကအဲ့ဒီကိုသတိထားမိပြီးတိတ်တိတ်လေးလှည့်ထွက်သွားတဲ့ Nova ကတော့တနေရာထဲမှာရက်နေပြီးဘာလို့ရမလဲမသိတော့ဘူးအရင်ချစ်သူကိုမြင်လိုက်တာနဲ့အမှတ်တရတွေပြန်ပေါ်လာတယ်ဒါပေမဲ့အခု Nova ရဲ့နှလုံးသားကအရင်နဲ့မတူတော့ဘူးဘာလို့လဲဆိုတော့သူမစိတ်ဝင်စားနေတဲ့လူကNickဖြစ်နေတယ်